သမီးတို့သဘောပေါ့သမီးတို့သဘောလေရောင်းချရမယ်လေတည်ထားရမယ်လေသမီးလေးတော့သမီးလေးတော့ငပီအိုးတွေဖော်နေကြတာပါရှင်ငပီအိုးတွေဖော်နေကြတာပါရှင်ငပီအိုးတွေဖော်နေကြပါပြီရှင်ခလေးတွေငပီအိုးတွေဖော်နေကြပါပြီရှင်ကဲသမီးလေးငပြိုင်လေးပြပေးပါအောင်လားဟေးငပြိုင်လေးလာခတ်ပြအောင်သမီးလေးအစလားငပြိုင်လေးလာခတ်ပြပါမမညူလိုင်းရမကောင်းလို့ဒီလိုလေးလုံနေရပါတယ်လိုင်းမကောင်းလို့ဒီလိုလေးလုံနေရပါတယ်နော်လိုင်းမကောင်းလို့ဒီလိုတွေလုံနေရပါတယ်ရှင်လိုင်းမကောင်းလို့ဒီလိုတွေလုံနေရပါတယ်ငပိဖော်နေပါတယ်ရှင်လိုင်းမကောင်းလို့မရမ်းကြည့်ပါရှင်လို့ဒီနေ့လူများတတော်မှာငရမ်းငပိငပြေမမကံပိမထောက်ဘူးဆိုတဲ့လူတွေကြည့်ကြပါဦးမလို့ချင်းမအဆုံးပါမြမကြိုက်မှာမြမကြိုက်မှာမလို့ချင်းမအဆုံးပါတော့ငရမ်းငပိငပြေမငပိမထွက်ဘူးဆိုတဲ့လူတွေမြမကြိုက်မှာမလို့ချင်းမအဆုံးမလို့ချင်းမအဆုံးငရမ်းငပိငပြေမငပိမထွက်ဘူးဆိုတဲ့လူတွေမြမကြိုက်မှာမလို့ချင်းမအဆုံးခုနကငရမ်းငပိ15သိန်းမလားဟာပြီနော်ရောင်းလိုက်ရသေးတယ်5သိန်း5ဘုံလောက်နေနော်ရတယ်နော်5ဘုံနဲ့ဟိုကအိမ်မှာကျန်တဲ့ဟာလေနော်ဟုတ်လားဟုတ်တယ်မဒါဒီထက်5ဘုံခေါ်တာပေါ့ဒီထက်5ဘုံခေါ်ဒီဖော်ပြီးတော့နည်းနည်းလေးအောက်ကအောက်နောက်တစ်ခွက်ဖော်ပြီးနည်းနည်းလေးကျမတို့နည်းနည်းလေးကပ်ပြဒီငပြားရင်အိုးလေးတော့ငပြားရင်အချီခဏနဲ့စင်အိုးတဲ့ဟာလေးပြပေးပါအောင်ကောင်းလိုက်တာကြည်အောင်ကောင်းလိုက်တာမှငပိဖော်ထားဟုတ်ပြီနော်အသေးတို့ကောင်းလိုက်တာမှအရေထွက်တာနဲ့စေးချရင်ဖြစ်တဲ့ခါကျတော့စီးကြိုတို့နှလုံးကြောက်ကဝေဒနာရှင်နေနော်အဆင်ပြေတာပေါ့ရှင်စံတော်မှုန့်တာမရှိတော့ဘူးစားမှုန့်ဆိုတာဝေလာဝေးနော်ငါအသားယူပဲကြုံယုံပဲငါးသားကြီးပဲကြုံယုံပဲကျင်းကောင်းလိုက်တာဒီကြီးကောင်းလိုက်တာကျင်းအော်ကျွန်မတပည့်နေရပါရှင်းနာကျွန်မတပည့်နေရတော့ခါကျွန်မတပည့်နေရဘလို့ဖြစ်မလဲမသိဘလို့ဖြစ်မလဲမသိဘလို့ဖြစ်မလဲမသိဝတ်တုတ်ကြီးနဲ့ပိန်နာမနဲ့မပိန်နာလေးနဲ့ဝတ်တုတ်နဲ့ပါဖြစ်နေမပိန်နာနဲ့ဝတ်တုတ်နဲ့ကျွတ်မကျွတ်တော့အလွယ်တကူပေါ့ရှင်ဒါငါပြီးဖော်နေငါပြီးအိုးတွေဖော်နေကြတာရှင်ငါပြီးအိုးတွေဖော်နေကြတာပါရှင်တော်တော်ဒီရရနော်ဒီမှာချစ်သူတို့ကငါပြာကြီးကျိုးနာပြကောင်းလိုက်တာအေးငါပြာကြီးတပည့်ငါပြာကြီးလေးနည်းနည်းလေးခတ်ပြပါလားဇိုးလေးနဲ့ငါပြာကြီးကျိုးနေရောင်းမရေမမိုးရေဇိုးလေးချောင်းလိုက်ပေးလိုက်စမ်းပါဇုံးခွက်လေးချောင်းလိုက်ငါပြာကြီးကျိုးထားတဲ့အရာကိုပြကြလို့တဘာဝအော်ဂနစ်အရာကိုပြကြလို့ဒီမှာရေရသလားမင်းနဲ့ထင်းပြီးသွင်းနေပဲကြိုးတာကျမတို့နော်သမီးဗီဒီယိုရှင်းသွားမှဆိုတော့မြန်လာလို့ဆုံးခွက်တင်လို့မရမှာဆိုလို့လူကလည်းရှင်းသွားရင်တင်လို့မရမှာဆိုလို့စားမြုပ်တွေခတ်တာနော်ချစ်သူတို့စားမြုပ်တွေပါစားမြုပ်တွေအစစ်စင်ထက်မှန်ပြီးတော့စားမြုပ်တွေကိုကျိုးနေတာမြင်ရနော်ချစ်သူတို့စားမြုပ်တွေကျိုးနေမပြရင်ကျိုးတဲ့ခါကျတော့စားမြုပ်တွေခတ်ရတာပေါ့စားအမြုပ်တွေပါထွက်တာပေါ့နော်မပြရင်ကျိုးတဲ့ခါကျတော့စားမြုပ်တွေပါထွက်တာပေါ့ကျိုးတာတွေလေစားအမြုပ်တွေကအပေါ်တက်တာဟုတ်တယ်အဲ့လိုပြောရမှာနော်ဟုတ်တယ်နော်မပြရင်ကျိုးတဲ့ခါကျတော့စားမြုပ်တွေကအပေါ်တက်တော့ခတ်ထုတ်ကြတာဟုတ်တယ်နော်အောက်မှာငပြရင်ရောင်လှလာနေတာစားမြုပ်တွေမပြရင်ကျိုးတာစားမြုပ်တွေထွက်လို့ခတ်တာပါနော်တဲ့လို့နော်ခဏလေးဘုမညတို့လိုင်းမကောင်းလို့ဗီဒီယိုလေးလုပ်ရတာအသေးတို့ငပြရင်လေးခတ်ပြမယ်ဒီလေးမြန်လားငပြရင်ဘယ်လောက်လှလဲဆိုတော့တို့အနေထိုင်ပြီးရတယ်ဘယ်လောက်ထိလှမလဲအနေမထိုင်ရသေးကြိုးကာသားကိုခတ်ပြမလို့မညတို့ပြကျင်တာကြိုးကာသားကိုခတ်ပြကျင်တာကြိုးကာသားလေးကိုခတ်ပြကျင်တာပါရှင်
အဲ့မှာကြည့်အဲ့နေရာနေခက်ပြကောင်းတယ်ဒီဗကန်းနဲ့စလုံးနဲ့ထက်ပြစလုံးနဲ့ဒီစောင်းပြီးထက်ပြအဲ့လေကောင်းနေပြအဲ့မှာကြည့်အနေထိုင်နေဘယ်လောက်လှအောင်လဲဆိုကြည့်ကောင်းလိုက်တယ်မကြိုက်စံတော်မောရဲ့ပြုတ်စီရလဲစံတော်မောရဲ့ပြုတ်စီပြုတ်ထားတယ်ထားတယ်စားရလဲအမြုပ်ထားတယ်ဆိုခတ်ထုတ်ပြရတာနော်စံတော်မောရဲ့ပြုတ်စီပြုတ်ထားလဲထားတယ်စံတော်မောပြုတ်စီပြုတ်ထားလဲထားတယ်ချစ်တည်းဟိုစားရလဲအမြုပ်ထားတယ်ဆိုတော့ခတ်ထုတ်ပြရတာပေါ့ဒီလားမငါပြန်ရေးလာရပြီတမီးလား